နာသေနာပရိသမဏအာဇာနီအရှင်သီကင်စနာဘီဝန်သာဥဆောင်မှုနဲ့ဝိုင်းဝန်းလို့တူညီရိုင်းပင်လို့ကူညီဓမ္မပီတိတန်တိဒုက္ခအသင်းကြီး1394မှာပေါ်ထွန်းခဲ့ပါပြီသူတော်ကောင်းကြရနဲ့လက်သက်စီမများသူငါမြေချမ်းသာတရားမကွာအသိအလိမ္မာတို့ပွားလို့သာဆောင်ရွက်နေပါသည်ဆရာတော်ရှင်မြတ်ဥဆောင်ဖောက်နတ်မောက်နဲ့တခွင်လုံးအစင်မတုံးဘဝင်နှလုံးရွှင်ပြုံးစေကားတီဓမ္မအလင်းလုံးမိုးသူလွှမ်းစေပြီမိုးသူလွှမ်းစေပြီမများရဲ့အေးအားသစ္စာမထွေပြချစ်တရာစင်ပွားမပြစ်ပါသေးအားအမောင်များပြောင်းလို့အနာဂတ်တောက်ဖို့မျိုးစတဲ့တွေကိုလက်ဆင့်ကမ်းဓမ္မစစ်တွေကိုဖြန့်ဝေလမ်းမပင်မပန်းရွှင်လန်းနေပါသည်အမဆန်ပြောမောပြီးမှငါအမခံရှူစမ်းနပမာညီကြည်စရာတော်များဆုံးညီထားခုကြတရာတီကျောင်းသားတို့